မင်္ဂလာပါမြန်မာနိုင်ငံကပါမျက်မြင်စာလက်ဆန်းစာကမျက်မြင်တယောက်အတွက်အရင်အရေးကြီးပါတယ်။ရမင်းအတွက်ဆိုရင်မျက်မြင်စာကဘဝမှာလမ်းတွေအများကြီးအခွင့်အရေးတွေအများကြီးဖန်တီးပေးခဲ့တာပေါ့နော်။ဒီပညာဘလောက်ပဲတိုးတက်မျက်မြင်စာနဲ့စာရေးပေါင်ရယ်စာရေးစုရယ်စာရေးတဲ့စာရွက်ကရှိဖို့အရင်အရေးကြီးပါတယ်။အခုချိန်ဒီအလုပ်လုပ်တဲ့အချိန်မှာလည်းမှတ်တမ်းတွေမှတ်တာမျိုး short notes တွေလုပ်တာမျိုးဆိုရင်တော့ brain စာပဲအရေးကြီးရယ်ပေါ့နော်။အဲ့တော့ဘဝမှာ brain ကြောင့်သာလည်းပညာသင်ခွင့်ရခဲ့တယ် brain မရှိဘူးဆိုရင်ပညာတတ်လည်းဖြစ်မှာမဟုတ်ဘူး brain ရှိရဲ့အတွက်ကြောင့်ရမင်းရဲ့ဘဝမှာပညာတတ်ဆိုတဲ့နေရာကိုရောက်လာတယ်ပေါ့နော်အဲ့တော့မြန်မာနိုင်ငံမှာဆိုရင်တော့ brain ကတဖြည်းဖြည်းနဲ့နောက်ရောက်နေတာတွေ့ရတယ်တော်တော်များများကဖုန်းတွေခင်မီရဲ့ဤပညာ technology တွေတိုးတက်လာတဲ့အခါကျတော့ brain ကိုတိတ်မသုံးကြတော့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့အနာဂတ်မှာတော့မြန်မာနိုင်ငံမှာတော့ brain ကိုပို့ပြီးတော့တိုးတက်ဖို့အတွက်ကို NIR တိုင်းလောက်ပါဖို့ရှိတယ်လို့ ICVI နဲ့ WBU နဲ့ပူးပေါင်းပြီးလုပ်တဲ့World Brain Day ပေါ့နော်ဒီ campaign မှာလည်းမြန်မာနိုင်ငံအနေနဲ့ပါဝင်သွားဖို့အတွက်စဉ်းစားထားပါတယ်အနာဂတ်မှာဆိုရင်တော့ brain ကကလေးတွေအတွက်အရေးကြီးရယ်ဆိုတဲ့အကြောင်းမျက်မြင်ကြောင်းလေးမှာလည်းပို့ပြီးတော့ advocacy လုပ်ဖို့လိုတယ်နောက်ကလေးတယောက်မွေးရပါမျက်စိမမြင်ရတော့ဘူးဆိုတာသိချပြီးဆိုရင်ဒီ touch scale ပေါ့နော်စမ်းသပ်ပြီးတော့မှလောက်ရတဲ့ scale တွေကိုပို့ပြီးတိုးတက်လာဖို့အတွက်ဆို brain တွေနဲ့စာပြီးမိတ်ဆက်ပေးတာမျိုးလုပ်သွားဖို့အတွက်လိုပါတယ်မြန်မာနိုင်ငံမှာတချို့ကျောင်းတွေက brain စနစ်တွေမတူတာတွေရှိသေးတယ်ပေါ့နော်။brain တွေတူဖို့အတွက်ကိုညှိနှိုင်းရတာမျိုးတွေလုပ်သွားဖို့အတွက်လည်းစဉ်းစားထားပါတယ်။ဒီနေ့ဗီဒီယိုမှာပြောခွင့်ရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။ brain ဒီကမ္ဘာအရေးမှာရှိနေတဲ့မျက်မြင်လူငယ်လူရွယ်တွေတက်ကြီးရွယ်အိုတွေညီတူသောကိစ္စရမျိုးမျိုးဆိုပေါ့နော်။ဒီ brain တက်ထားမယ်ဆိုရင်ဘဝမှာတိုးတက်မှုတွေအများကြီးရနိုင်တယ်။ပညာရေးမှာလည်းမျိုးမျိုးလေးလာနိုင်တယ်ပေါ့နော်။more brain more empower ဆိုတဲ့စကားရပ်တိုင်းပဲကျွန်တော်တို့အားလုံးကရေးကြီး brain နဲ့ပတ်သက်ပြီးတော့မှမပြောက်ပြတ်ဖို့အတွက် brain ကိုဆက်ပြီးတော့မှသင်ယူလေ့လာဖို့အတွက်ဆက်ပြီးတော့ရှင်းသန်ဖို့အတွက်ကိုအများကြီးစူးစမ်းရပါအောင်မယ်လို့ကျေးဇူးအများကြီးတင်ပါတယ်